ဒီနေ့တော့အမေရိကန်ကိုရောက်ရှိလာတဲ့မြန်မာတွေအတွက်အမေရိကန်မှာဘယ်သူမှတရားဝင်မတင်ပေးဒီလမ်းညွှန်စာအုပ်တွေမှာလည်းမပါဒါပေမဲ့သိထားဖို့တော့အရန်လိုအပ်တဲ့အရာတွေကိုပြောပြပေးသွားမှာပါဒီဗီဒီယိုကိုကြည့်ပြီးရင်တော့လူမှုဆက်ဆက်ရေးမှာအဆင်ပြေနိုင်မဲ့ယဉ်ကျေးမှုဆိုင်ရာစီးမြင်တွေနဲ့ဒီအလုပ်ကွင်ယဉ်ကျေးမှုတွေကိုခြုံငုံသိရှိသွားမှာဖြစ်ပါတယ်မင်္ဂလာပါဘာမှတူ US Note Channel ကကြိုဆိုပါရစေအမေရိကန်ရောက်ကျွန်တော်မြန်မာပြည်ပွားတွေရဲ့ဘဝတွေပုံမတိုးတက်ကောင်းမွန်စေမဲ့နီလန်တွေကိုတည်ထားစရာချက်လက်တွေကိုဒီ channel ကနေ share ပေးနေတာဖြစ်ပါတယ်အမေရိကန်ဆိုတဲ့နိုင်ငံမှာကျွန်တော်လမ်းကြောင်းပြ manual တွေစာအုပ်တွေအများကြီးရှိပေမဲ့လည်းဒီလူမှုဆက်ဆံရေးမှာအဓိကအရေးကြီးတဲ့အရာတွေကိုတော့ဘယ်သူမှတရားဝင်မတင်ပေးပါဘူးကျွန်တော်တို့ရွှေ့ပြောင်းအခြေချသူအသစ်တွေအနေနဲ့ရောက်ရှိလာတဲ့အခါမှာသူဖြင့်ယဉ်ကျေးမှုအရှိနဲ့အနောက်မတူတဲ့နေရာကလာတာဖြစ်လို့ကျွန်တော်တို့ကလည်းကိုဘာကိုမတိမှန်းမတိတဲ့အတွက်မေးရကောင်းမှလည်းမတိဖြစ်နေတာများပါတယ်ဒီလိုနဲ့တော်တော်များများကအတွေ့အကြုံတွေကိုတစ်ခါပြီးတစ်ခါလေ့လာရင်းနဲ့သာသိရှိသွားကြတာပါဒီကနေ့ဗီဒီယိုမှာတော့အဲ့ဒါတွေမသိလို့အခက်အခဲတွေကို short ချပေးနိုင်မယ့်အရာတွေကိုအစီအစဉ်ချပြောပြပေးပါမယ်ပထမဆုံးကတော့ small talk ပါဗမာလို့ဆိုရင်တော့အလာဘာတာလာဘာပြောတယ်လို့ခေါ်မလားပဲအမေရိကန်တွေကဒီ how are you how is it going လို့တွေ့တိုင်းမေးကြပါတယ်ဒါပေမဲ့ဒါကတကယ်တော့ကိုယ့်ရဲ့ကျန်းမာရေးကိုအသေးစိတ်သိချင်လို့မဟုတ်ပါဘူးဒါကဒီနှုတ်ဆက်ခြင်းပေါ့နော် greeting တစ်ခုပါပဲအဖြေကလည်းကျွန်တော် good how are you pretty good thanks လို့ပဲရိုးရှင်းရှင်းပြန်ဖြေရပါတယ်ကျွန်တော်တို့မြန်မာတွေကဒီလိုမေးလို့ရှိရင်တကယ်ကိုကိုယ့်ရဲ့အခြေအနေကိုအသေးစိတ်ပြောတတ်ကြတယ်ပေါ့နော်ကျွန်တော်ကျန်းမာပါတယ်ဒါပေမဲ့ခါတော့နည်းနည်းနာနေတယ်ဆိုပြီးအသေးစိတ်ပြောတတ်ကြပါတယ်ဒါပေမဲ့ American မှာလို့အသေးစိတ်မပြောလေးမရှိပါဘူးဒါက awkward ဖြစ်စေနိုင်တာပေါ့နော်small talk ကဒီမိတ်ဆက်ဖို့ဒီဆက်ဆံရေးတွေစတင်ဖို့အတွက်အရေးကြီးပါတယ်။အနေနဲ့ကင်းနဲ့ပြောဆိုနိုင်တဲ့အကြောင်းအရာတွေကတော့ဥမာရာသီဥတုအကြောင်းစနေနေ့တွေကြရင်ဗာစီစဉ်ရှိလဲနောက်အားကစားတွေအကြောင်း TV show တွေရုပ်ရှင်တွေဒီ local ပွဲလမ်းသဘင်တွေအကြောင်းစသဖြင့်ပြောတာကောင်းပါတယ်။ရှောင်ရမယ့်အကြောင်းအရာတွေကတော့နိုင်ငံရေးဘာသာရေးငွေကြေးကိစ္စအသက်အရွယ်အိမ်တော်ရေးအခြေအနေကိုယ်လေးချိန်အကြောင်းတွေဖြစ်ပါတယ်။နောက်ဒုတိယကတော့ personal space နဲ့ privacy ပါ။အမေရိကန်တွေကဒီပုံကိုရေးကိစ္စတွေကိုယ်ပိုင်နေရာတွေကိုရန်တန်ဖိုးထားရကြပါတယ်။စကားပြောရင်အနည်းဆုံးလက်တကန်းလောက်ကွာနေအဝေးကနေပြောတင်ပါတယ်။ကျွန်တော်မြန်မာတွေကနီးကက်ကက်ရက်ပြီးတော့စကားပြောတာဒီကျင့်ဝတ်ကောင်းမှုတစ်ခုလို့ထင်တတ်ပေမဲ့အမေရိကန်တွေအတွက်တော့ဒါက uncomfortable ဖြစ်စေပါတယ်။ကိုလက်ထိတွေ့တာဆိုရင်လည်းသတိထားသင့်ပါတယ်။ကျွန်တော်လက်ဆွဲနှုတ်ဆက်တာကတော့ဒီ professional အလုပ်ကွင်လုပ်ငန်းခွင် setting မှာတော့ပုံမှန်ပါ။ဒါမှမဟုတ်ပခုံးပုတ်တာတွေဒီနောက်ကျောရိုက်တာလက်ကင်တာဒါတွေကတော့အကျွမ်းမဝင်သူတွေကြားမှာမလုပ်သင့်ပါဘူးအထူးသဖြင့်စန့်ကျင်ဘက်လိန်နေဆိုရင်ပို့ပြီးတော့သတိထားရပါတယ်အမေရိကန်အနေနဲ့စကားပြောတဲ့အခါမှာမျက်လုံးချင်းစုံပေးဖို့ရည်ကြီးပါတယ်ကျွန်တော်မြန်မာတွေကဒီအကြီးကဲကိုမျက်လုံးမစုံဘဲနဲ့လေးလေးစားစားကျွန်တော်ငုံကြည့်တာကကျင်ဝဲလို့ထင်ကြပေမဲ့အမေရိကန်မှာတော့အဲ့လိုလုပ်ရင် तू ကဒီရိုးသားမှုမရှိဘူးပေါ့နော် dishonest ဖြစ်တယ်ဒါမှမဟုတ်ယုံကြည်မှုမရှိဘူး unconfident လို့သတ်မှတ်ကြပါတယ်ထင်တတ်ကြပါတယ်eye contact ကလေးစားမှုနဲ့ကိုယ်အာရုံထားမှုကိုပြသတာဖြစ်ပါတယ်။စကားပြောနေတဲ့သူမကြည့်ဘဲနဲ့ဖုန်းကြည့်တာတခြားနေရာကိုကြည့်တာကအရန်ပဲ rude ဖြစ်ပါတယ်။တတိယတစ်ခုကတော့ tipping ပါ။ဒီ American ရည်ကြီးမှုမှာကအရန်ကိုအရေးကြီးပါတယ်။စားတောက်ဆိုင်တွေစပင်းညက်ဆိုင်တွေအလှပြင်ဆိုင် taxi စားတဲ့နေရာတွေမှာ tip ပေးဖို့မမေ့သင့်ပါဘူး။ရေဘူးအဖြစ်တော့15%ကနေ20%ကိုပေးသင့်ပါတယ်။ဝန်ဆောင်မှုကောင်းရင်20%နဲ့အထက်ပုံမှန်ဆိုရင်တော့15% 18%လောက်ပေါ့နော်။တချို့လူတွေကတော့ကျွန်တော်ဘာလို့ tip ပေးရမှာလဲသူတို့လစာရပြီးသားပဲလို့တွေးတတ်ကြပါတယ်ဒါပေမဲ့အမှန်ကတော့ဒီစားတောက်ဆိုင်က waiter တွေ waitress တွေရဲ့လစာကအရန်နေပါတယ်သူတို့ဝင်ငွေရဲ့အဓိကအစိပ်ပိုင်းက tip ကနေလာတာပါဒါကြောင့် tip မပေးတာသူတို့ရဲ့ဝင်ငွေကိုတိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်စတုတ္ထတစ်ခုကတော့ဒီ sorry နဲ့ thank you ကိုအများနဲ့အသုံးများခြင်းပါအမေရိကန်တွေကသူများကိုဒီနည်းနည်းလေးထိခိုက်သွားရင်တော့မှတိုက်မိသွားရင်တော့မှပဲကျွန်တော် sorry လို့ပြောကြပါတယ်စုံတစ်ခုကစုံတယောက်ကတကားဖွင့်ပေးတာလမ်းပေးတာမျိုးကို thank you လို့အမြဲပြောကြပါတယ်ကျွန်တော်မြန်မာတွေကလည်းဒီစကားလုံးတွေကိုသိမသုံးဘူးလို့တွေးတတ်ပေမဲ့အမေရိကန်မှာဒါကအရန်ရေးကြီးပါတယ်ကျွန်တော်မပြောရင်ရိုင်းနေလို့တော့သတ်မှတ်ခံရပါတယ်နောက်တစ်ခုကတော့ပါတီဖိတ်ခံရတာတို့ဒီမင်္ဂလာဆောင်တို့ဖိတ်ခံရရင် RSVP လုပ်ဖို့အရေးကြီးပါတယ် RSVP ဆိုတာကပွဲကိုလာတာမလာတာအကြောင်းပြန်ဖို့ပါအမေရိကန်တွေကဒီ season ဆွဲတဲ့နေရာမှာဘယ်နှယောက်လာမယ်ဆိုတာကိုသိဖို့လိုပါတယ်အမေရိကန်ပဲမဟုတ်ပါဘူးကျွန်တော်ဗမာချင်းချင်းလဲအဲ့ဒါကလိုအပ်တယ်လို့ထင်ပါတယ်ဒါကြောင့်ဒီ invitation ရရင်3ရက်လောက်အတွင်းကိုပြန်ကြားပေးသင့်ပါတယ်အထူးဖြင့်ဒီမင်္ဂလာဆောင်တွေမှာပါကိုမလာနိုင်ရင်လည်းကိုနေရာအတွက်တယောက်ယောက်ကိုစားထိုးပြီးတော့ဖိတ်လို့ရတာပေါ့နော်
အချိန်ကိုလေးစားတာကလည်းရေးကြည့်ပါတယ်။15မိနစ်ကြိုရောက်တာဒါမှမဟုတ်အချိန်တိရောက်တာကကောင်းပါတယ်။တနားရီလောက်နောက်ကျတာမျိုးကမဖြစ်သင့်ပါဘူး။ကျွန်တော်တို့မြန်မာတွေကတော့မြန်မာစံတော်ချိန်ဆိုပြီးတော့အချိန်နောက်ကျရပေမဲ့အမေရိကန်ရေမဟုတ်ပါဘူး။ဒါကတော့ဘယ်နေရာမှာဒီလိုမျိုးလုပ်တာမသင့်ပါဘူး။ဒီမှာဆိုရင်တော့ကျွန်တော်တို့တွေကဒီတယောက်ယောက်ကတေဘက်တစ်ခုလုံးအတွက်ပေးတာကကျင့်ဝတ်ကောင်းတယ်လို့ထင်ကြပေမဲ့အမေရိကန်မှာတော့တကယ်ချင်းနေတူတူထွက်ရင်လူတိုင်းကိုယ့်အကူပေးတာဒါမှမဟုတ်ရင်လည်းညီတူမျှတူပေါ့နော်ဒီ split the bill ကလောက်တာပုံမှန်ပါပဲဒီမှာပြောသလို American system ပေါ့နော်ဒီမှာတော့အဲ့ဒါမျိုးလောက်တာကို going Dutch လို့ပြောကြပါတယ်date တွေသွားရင်တော့မှပဲအခုခေတ်ကတော့50-50ကျွန်တော် split လောက်တာများလာပါပြီတယောက်ယောက်က I will get this လို့ပြောလို့ရှိရင်တော့ Are you sure I can pay for mine လို့မေးလို့ရပါတယ်သူကပဲပြန်ပြီးတော့ No this is my treat ပေါ့နော်အဲ့လိုပြောရဲဆိုတော့မှလက်ခံပါလက်ဆောင်ပေးတဲ့ကာချာနဲ့ပတ်သက်လို့တော့ဒီမွေးနေ့ပါတီတွေ house warming တွေသွားရင်လက်ဆောင်ယူသွားတင်ပါတယ်ခရစ်စမတ်မှာတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေတော့အိမ်ယုံလာပို့တဲ့စာပို့သမားတွေအမိုက်သိမ်းတဲ့သူတွေကိုလက်ဆောင်ပေးတတ်ကြပါတယ်မင်္ဂလာဆောင်ဆိုရင်လည်းဒီ registry list ကနေဝယ်ပေးတာဒါမှမဟုတ်ငွေကြေးလက်ဖွဲ့လာမျိုးလုပ်လို့ရပါတယ်baby shower အတွက်ဆိုရင်လည်းကျွန်တော် registry list ကနေဝယ်နိုင်ပါတယ်ဆိုတော့ကိုကလက်ဆောင်ရပြီဆိုရင်လည်းလက်ဆောင်ရရင်ချက်ချင်းဒီပေးတဲ့သူရဲ့ရှေ့မှာဖွင့်ကြည့်ပြီးတော့ thank you so much I love it လို့ပြောပေးပါကျွန်တော်မြန်မာတွေကလက်ဆောင်ကိုကျွန်တော်နောက်ကျမှတိတ်တဆိတ်ဖွင့်ကြည့်တာကျင့်ဝတ်လို့ထင်ပေမဲ့အမေရိကန်မှာတော့အဲ့လိုမလုပ်ကြပါဘူးပေးတဲ့သူရှေ့မှာပဲ1ပန်းတသားဖွင့်ကြည့်ပြီးတော့ကျေးဇူးတင်ကြောင်းပြောကြပါတယ်စားတောက်ဆိုင်မှာမီတင်မှာလူတွေနဲ့စကားပြောနေတဲ့အခါဖုန်းကိုမကြည့်ပါနဲ့ဒါကလည်း root ဖြစ်တဲ့အပြုမှုပါအတန်ကိုလည်း silent လုပ်ထားတင်ပါတယ်ဒီအရေးကြီးတဲ့ call တွေလာတယ်ဆိုရင်တော့ဥမာ excuse me I need to take this call ပေါ့နော်အဲ့လိုပြောပြီးတော့အပြင်ထွက်ပြီးတော့ဖုန်းပြောလို့ရပါတယ်တယောက်ယောက်နဲ့မျက်နှာချင်းဆိုင်ပြောနေတဲ့အခါမှာလည်းဖုန်းကိုစပွဲပေါ်မတင်သင့်ပါဘူးဒါကသူ့ထက်ဖုန်းကပို့ပြီးတော့အရေးကြီးတယ်ဆိုတဲ့သဘောစောင့်နေပါတယ်နောက်တယောက်ယောက်ကချီးမွမ်းရင် compliment ပေါ့နော်ရိုးရိုးရှင်းရှင်း thank you လို့ပြောပေးပါကျွန်တော်မြန်မာတွေကမဟုတ်ပါဘူးငါဒီလောက်ရုပ်ဆိုးနေတာငါဒီလောက်ဝနေတာစသဖြင့် humble ဖြစ်အောင်ကိုနှိမ်ချပြောတတ်ပေမဲ့ American မှာဆိုရင်တော့အဲ့လိုလုပ်တာနည်းနည်း awkward ဖြစ်စေပါတယ်ဥမာ I love your shirt လို့ပြောရင်မှ thank you ပေါ့နော်ဒါမှမဟုတ်လဲ thanks I just got it စသဖြင့်ပေါ့ you did a great job လို့တယောက်ယောက်ကပြောလာတယ်ဆိုရင်လည်း thank you I really appreciate it ပေါ့နော်ဒုတိယအပိုင်းကတော့ workplace culture နဲ့ expectation ပါအလုပ်ခွင်ကဒီ American အလုပ်ခွင်ကယဉ်ကျေးမှုကမြန်မာနိုင်ငံနဲ့လည်းလုံးဝမတူပါဘူးအလုပ်ခွင်မှာ American တွေကဒီ direct communication လို့ခေါ်တဲ့တိုက်ရိုက်ပြောတာကိုနှစ်သက်ကြပါတယ်ဥမာဒီ project ကအဆင်မပြေဘူးလို့တိုက်ရိုက်ပြောပါတယ်ဥမာကျွန်တော်တို့မြန်မာတွေကတော့တွဲဝိုက်ပြီးတော့ပြောတတ်ပေမဲ့ American တွေကတော့အဲ့လိုမျိုးတွေတိတ်နားမလဲပါဘူးဥမာကို boss ကိုကကျွန်တော်တို့ဒီလောက်ကနည်းနည်း challenging ဖြစ်မလားမသိဘူးလို့ပြောမဲ့အစားပေါ့နော်အခုညီလိုရဲဆိုရင်ရှင်းရှင်းလင်းလင်း I need help with this project ဒါမှမဟုတ်လည်း I can't meet this deadline without additional resources စသဖြင့်ပြောနိုင်ပါတယ်နောက်မြန်မာတွေကကျွန်တော် no လို့တိုက်ရိုက်ပြောဖို့ခက်ကြပါတယ်သူများကိုစိတ်မထိခိုက်စေခြင်းလို့ဒါမှမဟုတ်လည်းမလေးစားသလိုဖြစ်နေမလားလို့ပြီးဆိုရင်လို့ပါဒါပေမဲ့ American လုပ်ငန်းခွင်မှာတော့လုပ်မရတာသဘောမတူတာရှိရင်ရိုးရိုးရှင်းရှင်းပဲပြောရပါတယ်no ကို professional ဖြစ်အောင်လို့ပြောမယ်ဆိုရင်တော့ဥမာ I'm not able to take additional work right now ပေါ့နော်ဒါမှမဟုတ်လည်း that won't work for my schedule စသဖြင့်ပြောလို့ရပါတယ်နောက်တစ်ခုရေးကြည့်တာကတော့ meeting တွေမှာတက်ကြွပါဝင်ခြင်းပါ American လုပ်ခွင်မှာတိတ်ဆိတ်နေတာကို negative လို့ထင်မှတ်ကြပါတယ်အကြံပြုချက်ရှိရင်မေးစရာရှိရင်ပြောပါနားမလဲတာရှိရင်လည်းမေးနိုင်ပါတယ်ဒါကတော့ကိုပညာမတတ်တာကိုဖော်ပြတာမဟုတ်ပါဘူးဒါကကိုစိတ်ဝင်စားတယ်ကိုကနားလည်ခြင်းတယ်ဆိုတာကိုသဘောကိုဆောင်ရကြပါတယ်ကျွန်တော်မြန်မာတွေကကျွန်တော်အကြီးကဲကိုမေးခွန်းထုတ်တာတို့စန့်ကျင်ပြောတာတို့ဆိုရင်တော့ယိုသေးမှုမရှိဘူးလို့ထင်တတ်ကြပေမဲ့ဒီယဉ်ကျေးမှုမှာတော့အဲ့လိုမရှိပါဘူးကျွန်တော်အကျိုးကြောင့်မညီရင်တော့မှပဲလေးစားစားမေးခွန်းထုတ်လို့ရပါတယ်performance review ဆိုတာကလည်းနှစ်စင်တာမဟုတ်ရင်တစ်နှစ်နှစ်ကြိမ်လုပ်တဲ့ဒီအလုပ်သမားရဲ့စွမ်းဆောင်ရည်ကိုကဲဖြတ်တာပါကိုကဒီမှာအားနည်းချက်တွေအားသာချက်တွေကိုတိုက်ရိုက်ပြောလို့ရပါတယ်ကို့အနေနဲ့လည်းကိုယ့်ရဲ့အောင်မြင်မှုတွေကိုရဲရဲတင်းတင်းပြောဆိုနိုင်ပါတယ်ကျွန်တော်မြန်မာတွေကတော့ကိုချီးမွမ်းတာကမာနကြီးတယ်လို့ထင်တတ်ပေမဲ့ဒီ American လုပ်ခွင်တွေမှာတော့ကိုလုပ်ခဲ့တဲ့အရာတွေကိုမှကိုမပြောလို့ရှိရင်ဘယ်သူမှသိမှာမဟုတ်ပါဘူး promotion တောင်းတာလစာတိုးတောင်းတာကလည်းပုံမှန်ပါအလုပ်မှာကိုရတဲ့အောင်မြင်မှုတွေအတိမတ်ပြုခံရမှုတွေရှိရင်လည်းအဲ့ဒါတွေကိုကျွန်တော်ကွန်ပျူတာဖြစ်ဖြစ်ဖုန်းပေါ်ဒါမှမဟုတ်လည်းစာအုပ်နဲ့ဖြစ်ဖြစ်ချရေးထားသင့်ပါတယ်နှစ်ကုန်တဲ့အခါလို performance review တွေမှာထည့်ရေးစရာတွေပြန်စဉ်းစားစရာမလိုတော့ဘူးပေါ့နော်နောက်ဆုံးတစ်ခုကတော့ work life balance ပါ
အမေရိကန်တွေကတနေ့လုံးအလုပ်လုပ်ပင်မဲ့ကျွန်တော်9နာရီခွဲ6နာရီပြည့်ရင်အိမ်ပြန်ကြပါတယ်weekend ဆိုရင်လည်းအလုပ် email တွေကိုတခြားပြန်ဖတ်တဲ့မဖတ်တဲ့ဆိုတာဒီကချာပေါ်မူတည်ပေမဲ့ရေဘူးရအဖြစ်တော့ကိုယ်ပိုင်အချိန်ဒီ personal time ကိုလေးလေးစားစားရှိကြပါတယ်ကျွန်တော်တို့အာရှကာချာမှာတော့ဒီ boss ကဘာမှမတောင်းဆိုရင်တော့မှပဲဒီအချိန်ပိုလုပ်ပေးပြီးတော့ခင်ခင်မင်မင်ဖြစ်အောင်လုပ်တတ်ကြပေမဲ့လည်း American မှာတော့ဒီလိုမျိုးတွေတိတ်မရှိကြပါဘူးကိုယ့်အချိန်ကိုကိုယ်ကာကွယ်ဖို့ကအရေးကြီးပါတယ်ဒီလောက်ဆိုရင်တော့ American မှာဘယ်သူမှမပြောတဲ့ဒီ unwritten law တွေနဲ့ပတ်သက်လို့သိရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီအရာတွေအားလုံးကိုတပြိုင်တည်းမှတ်ဖို့မလိုပါဘူးကျွန်တော်ဘယ်သူမှဆိုအစ်စ်လေ့လာနေစေပါကျွန်တော်ဆိုရင်လည်းကြုံကြိုက်တဲ့အခါဒီ American မှာမွေးတဲ့ American မှာကြီးတဲ့ကျွန်တော်တငယ်ချင်းမိတ်ဆွေတွေကိုအလင်းတင်တယ်လို့မေးဖြစ်ပါတယ်ကျွန်တော် Burma to US ရဲ့ရွေးချက်ကလည်းအခုလို American ရောက်မြန်မာတွေရဲ့နေ့စဉ်ခက်ခဲတွေကိုပုံမလွယ်ကူစေဖို့ပါဒီလိုအသိပညာတွေမျှဝေခြင်းကနေတဆင့်ကျွန်တော်အားလုံးပုံမကောင်းမွန်တဲ့ဘဝကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုပဲအသုံးဝင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့ရှိတဲ့အတွက်ဒီ Burma to US Note Facebook နဲ့ YouTube page တွေမှာ follow နဲ့ subscribe လုပ်ထားနိုင်ပါတယ်ဒီဗီဒီယိုကအသုံးဝင်တဲ့ထင်ရင်လည်း YouTube က like ခလုတ်လေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ